အိန္ဒိယနဲ့ပါကစ္စတန်တို့ရဲ့ကက်ရှမီးယားဒေသအငြင်းပွားမှုအကြောင်းတင်ပြပေးပါမယ်ခင်ဗျာ1940ခုနှစ်မှာဗြိတိရှအိန္ဒိယကိုအိန္ဒိယနဲ့ပါကစ္စတန်ဆိုပြီးနှစ်ပိုင်းခွဲလိုက်တဲ့အချိန်ကစလို့ကက်ရှမီးယားဒေသကိုအိန္ဒိယနဲ့ပါကစ္စတန်တို့အငြင်းပွားခဲ့ကြတာဖြစ်ပါတယ်မွတ်စလင်အများစုနေထိုင်ပြီးဟိန္ဒူမဟာရာဇာအုပ်ချုပ်တဲ့ဂျမ်မူနဲ့ကက်ရှမီးယားပြည်နယ်ဟာအစပိုင်းမှာလွတ်လပ်ရေးရယူဖို့ကြိုးစားခဲ့ပေမဲ့ပါကစ္စတန်ကတိုင်းရင်းသားလက်နက်ကိုင်တွေကျူးကျော်ဝင်ရောက်လာတဲ့အတွက်အိန္ဒိယဘက်ကိုပူးပေါင်းခဲ့ရပါတယ်ဒါကြောင့်ပထမဆုံးအိန္ဒိယပါကစ္စတန်စစ်ပွဲ1940-48ဖြစ်ပွားခဲ့ပါတယ်စစ်ပွဲအပြီးမှာကုလသမဂ္ဂရဲ့ဂျာဝင်စစ်ဆမှုနဲ့အပြစ်ခတ်ရစဲခဲ့ပြီးထိန်းချုပ်မှုမြင်း Wire Control LOC ကိုတတ်မှတ်ခဲ့ပါတယ်ဒီမြင်းဟာကက်ရှမီးယားဒေသကိုအိန္ဒိယနဲ့ပါကစ္စတန်တို့နှစ်နိုင်ငံကြားမှာပိုင်းခြားထားပေမဲ့နှစ်နိုင်ငံစလုံးကဒေသတစ်ခုလုံးကိုသူတို့ပိုင်တယ်လို့အခိုင်အမာပြောဆိုနေကြပါတယ်အဲ့ဒီချိန်ကစလို့ကက်ရှမီးယားဒေသဟာအိန္ဒိယနဲ့ပါကစ္စတန်ကြားစစ်ပွဲ၃ချိန်1940ခု1965 1999နဲ့အသေးစားတိုက်ခိုက်မှုပေါင်းများစွာဖြစ်ပွားခဲ့တဲ့အကြောင်းရင်းခံဒေသဖြစ်ခဲ့ပါတယ်အိန္ဒိယကကက်ရှမီးယားရဲ့55%ခန့်ဂျမ်မူကက်ရှမီးယားတိုင်ဝမ်နဲ့လက်လက်ဒေသအပါအဝင်ကိုထိန်းချုပ်ထားပြီးပါကစ္စတန်က30%ခန့်အာဇတ်ကက်ရှမီးယားနဲ့ဂီဂီဘတီစတန်ဒေသကိုထိန်းချုပ်ထားကကျန်15%ကိုတော့တရုတ်နိုင်ငံကထိန်းချုပ်ထားပါတယ်အက်ဆာအီချင်နဲ့အခြားဒေသများ1989ခုနှစ်မှာအိန္ဒိယအုပ်ချုပ်တဲ့ကက်ရှမီးယားဒေသမှာပါကစ္စတန်ရဲ့အားပေးကူညီမှုနဲ့လက်နက်ကင်တော်လှန်မှုတွေစတင်ခဲ့ပြီးဆယ်စုနှစ်ပေါင်းများစွာကြာတိုက်ခိုက်မှုတွေအကြမ်းဖက်မှုတွေနဲ့လူအခွင့်အရေးချိုးဖောက်မှုတွေဖြစ်ပွားခဲ့ပါတယ်။ဒီတော်လှန်မှုတွေဟာလွတ်လပ်ရေးရယူဖို့ဒါမှမဟုတ်ပါကစ္စတန်နဲ့ပူးပေါင်းမှုဆိုတဲ့တောင်းဆိုမှုတွေပါဝင်ခဲ့ပြီးလူပေါင်းတောင်းနဲ့ချီတေဆုံးခဲ့ရသလိုနေရက်ဆုံးခွာသူတွေလည်းများစွာရှိခဲ့ပါတယ်။အခုချိန်ထိဒီပြိပခါဟာစစ်ရေးအရာတင်းမာမှုတွေနဲ့ပြည့်နှက်နေစေဖြစ်ပါတယ်ဗျာမကြသေးတဲ့နှစ်တွေမှာဆိုရင်အိန္ဒိယရဲ့ကက်ရှမီးယားဒေသမှာ2025ခုနှစ်ကဖြစ်ပွားခဲ့တဲ့ပါဟကန်ခီးသောတိုက်ခိုက်မှုလိုမျိုးအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်အခြေအနေတွေပုံမှုဆိုးရွားလာခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာလူ26ယောက်သေဆုံးခဲ့ပြီးအိန္ဒိယနဲ့ပါကစ္စတန်တပ်တွေကြားနေဆက်ဖြတ်ကျော်ပစ်ခတ်မှုတွေလည်းဖြစ်ပွားခဲ့ပါတယ်။အိန္ဒိယကပါကစ္စတန်ရဲ့အားပေးကူညီမှုနဲ့လှုပ်ဆောင်တဲ့စစ်သွေးကြွတွေကိုအပြစ်တင်ခဲ့ပြီးပါကစ္စတန်ကတော့ဒီကိစ္စမှာသူတို့မပါဝင်ဘူးလို့ညှင်းဆိုထားပါတယ်။နှစ်နိုင်ငံကြားတရမတ်ဆက်ဆံရေးတွေဟာလည်းတဖြည်းဖြည်းနှိမ့်ကျလာပြီးနေဆက်ဖြတ်ကျော်သွားလာမှုတွေကိုပိတ်ပင်ထားသလိုဗီဇာကန့်သတ်မှုတွေလည်းချမှတ်ထားပါတယ်။2003ခုနှစ်နဲ့2018ခုနှစ်တို့မှာအပြစ်အခက်ရစဲရေးသဘောတူညီချက်တွေရရှိခဲ့ပေမဲ့ထိန်းချုပ်မှုမြေတစ်လျှောက်မှာတိုက်ခိုက်မှုတွေပြစ်ခတ်မှုတွေနဲ့စစ်သွေးကြွတိုက်ခိုက်မှုတွေမကြာခဏဖြစ်ပွားနေစေပါအခြေအနေဟာတည်ငြိမ်မှုမရှိဘဲနျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့အိန္ဒိချင်းနိုင်ငံကြားမှာပုံမကြီးမားတဲ့စစ်ပွဲဖြစ်ပွားလာမှာကိုလည်းစိုးရိမ်နေကြပါတယ်။ဒါကြောင့်အချုပ်ပြောရရင်ကက်ရှမီးယားပြည်ပခါဟာ1940ခုနှစ်ကနေမြေခွဲဝေမှုကနေစတင်ခဲ့တဲ့တမိုင်းစင်လာရရှိကြတဲ့နေမြေအငင်းပွားမှုတစ်ခုဖြစ်ပြီးစစ်ပွဲတွေလက်နက်ကင်တော်လှန်မှုတွေနဲ့အခုချိန်ထိအကြမ်းဖက်မှုတွေဆက်လက်ဖြစ်ပွားနေတဲ့အခြေအနေဖြစ်ပါတယ်။လက်ရှိအခြေအနေမှာဆိုရင်မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့စစ်သွေးကြွတိုက်ခိုက်မှုတွေနဲ့တင်းကျပ်မှုမြေတလျှောက်အိန္ဒိယနဲ့ပါကစ္စတန်တို့ကြားတင်းမာမှုတွေမြင့်တက်နေတာကိုတွေ့ရပါတယ်